skin care product တွေနဲ့အလုံးမဖြစ်ဘူးလားပြဿနာက skin care မဟုတ်ဘူးဒါဆိုဘာဖြစ်မလဲပတ်စံကုန်ခံပြီး skin care အများကြီးလိမ့်နေဒါပေမဲ့မျက်နှာကပိုဆိုးလာတယ်လား Beauty Insight Content လက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုကိုစလိုက်ရအောင်ပထမဆုံးအနေနဲ့ဒီလက္ခဏာ၃ခုရှိမရှိစစ်ကြည့် skin care လဲရင်ဆက်တယ်အရင်အဆင်ပြေတဲ့ product တွေတောင်အခုအဆင်မပြေတော့ဘူးဒါဆိုမိတ်ဆွေရဲ့ skin barrier ပြတ်နေတာဖြစ်နိုင်တယ် skin barrier ဆိုတာအသားရည်ရဲ့ကာကွယ်ရေးနံရံပဲဒီနံရံပြတ်ရင်အရာအလုံးဝင်လာနိုင်တယ်တကယ်တော့ barrier ကိုပြတ်စေတာက skin care မသုံးလို့မဟုတ်ဘူးသုံးတာများလွန်းလို့ secret တွေခဏခဏတိုက်တာ AHA BHA တွေရောသုံးတာ active ingredient တွေအလွန်ကျွံသုံးတာဒါတွေက common mistake တွေ barrier ပြန်ကောင်းခြင်းရင် routine ကိုရိုးရှင်းအောင်ထား moisturizer သုံး ceramide ပါတဲ့ product တွေ active တွေကိုခဏလျှော့ skin care လိမ့်ပြီးဆက်ဖူးတယ်ဆို yes လို့ comment မှာရေးခဲ့ပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ